သမီးတော်သားတော်တန်ရှင်းတော်ဝိညာဉ်တော်၏နာမတော်မြတ်၌အာမင်ဖျားသခင်သည်ကျွန်တော်နှင့်ရှိပါစေကိုရော၏ဝိညာဉ်နဲ့လည်းရှိပါစေတမ္မာတိဟုရေးထားသောကျမ်းုပ်စကားသည်အိုဖျားသခင်ကိုရောရှံအားဘုံတော်ကုံတော်ရှိပါစေတမ္မာတိဟုအခန်းကြီး7အခန်းငယ်1မှ7တိုင်းထိုအချိန်၌ယေရှုသည်ဥပုံနေတွင်ဂျုံရမ်းများကိုချက်လျှောက်၍သွားစဉ်တပည့်တော်တို့သည်စားလောင်းသောကြောင့်ဂျုံမြတ်အနှံများကိုဆွတ်၍စားကြလိမ့်မည်သို့သောဤအချင်းရာကိုဖာရိစီတို့မြင်ကြလျင်သူတို့ကကြည်ပါကိုရောဤတပည့်တော်တို့သည်ဥပုံနေ၌မပြုအပ်သောအမှုတို့ကိုပြုကြပါသည်တကားဟုကိုရောအားလျှောက်လိမ့်မည်ကိုရောကလည်းထိုသူတို့အားမိန့်တော်မူသည်ကားဒါဝိဒ်မင်းကြီးနှင့်သူနှင့်အတူပါသောသူတို့သည်စားလောင်သောအခါသူသည်ဤသို့ပြုသည်ကိုသင်တို့မဖတ်ဘူးကြလောသူသည်ဖျားသခင်အိမ်တော်ထဲသို့ဝင်၍ယဟန်တို့မှတပါမိမိတော်၎င်းမိမိနှင့်အတူပါသောသူတို့တော်၎င်းမစားအပ်သောရှေ့တော်တင်မုံကိုစားခဲ့ကြသည်ကိုမဖတ်ဘူးကြဘူးလောထို့ဖြင့်ယဟန်တို့သည်ဗိမာန်တော်၌ဥပုပ်ကိုချိုးပေါက်တော်လဲအပြစ်မသိကြောင်းကိုပြညတ်တရားခြင်း၌တင်တို့မဖတ်ဘူးကြသလိုတင်တို့အားငါဆိုသည်ကဗိမာန်တော်ထက်ကြီးမြတ်သောသူသည်ကြီးမြတ်သောအရာသည်ဤနေရာ၌ရှိသည်ငါလိုရှိသည်ကတိတ်ဂယုဏတနာခြင်းဖြစ်၏ရပူဇော်ခြင်းမဟုတ်ဟူသောစကားကိုနားလည်ကြရင်တင်တို့သည်အပြစ်ကင်းသောသူတို့ကိုအပြစ်စီရင်ကြလိမ့်မည်ဟုတ်အကြောင်းမူကားလူသားသည်ဥပုံနေအရှင်သခင်ဖြစ်သည်ဟုဖိန်တော်မူ၏ဤသည်ကခရစ်တုသခင်၏မြတ်သောဧဝံဂေလိတရားတော်ပေသည်အိုခရစ်တုသခင်ကိုရောရှံအားချီးမွမ်းတော်မနာရှိပါစေ With the words of the gospel wipe away our sins ပုဂ္ဂိုလ်တော်မှာတဆုဖျားရဲ့ကောင်းကြီးတော်ကယ်ရင်ခြင်းအတွက်ယိုစီခဲ့တဲ့ယေရှုသခင်ရဲ့သွေးတော်ရဲ့ကောင်းကြီးတော်တန်းတော်လွှမ်းကြုံနဲ့15ကြိမ်မြောက်တာမန်ကာလကြာသာပရိညာစပါစီလို့ဥစွာပထမဆုတောင်းမိတာပို့တာယင်နဲ့နဗန်က15ကြိမ်မြောက်တာမန်ကာလတောက်ကြနေနဗန်ကဖာသာတို့ဖတ်ကြားထောက်ထူရမယ်ဧဝံဂေလိကျမ်းစာတော်မြတ်ကတမ္မာတိဟုခန်းကြီး7အခန်းငယ်1ကနေ8အထိဖြစ်ပါတယ်ဒီတမ္မာတိဟုခန်းကြီး7အခန်းငယ်1ကနေ8ပါအကြောင်းအရာဟာတမ္မာတိဟုရဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာပဲမဟုတ်ဘဲနဲ့သူနဲ့စင်တူတဲ့ဧဝံဂေလိကျမ်းနောက်နှစ်ဆောင်ဖြစ်တဲ့တမ္မာဟုတန်လုကာရဲ့ဧဝံဂေလိကျမ်းစာတော်မြတ်ထဲမှာလည်းပဲဖတ်ရှုနိုင်တဲ့အကြောင်းအရာဖြစ်ပါတယ်အဲ့ဒါကဘာလို့ဆိုရင်နော်ဒီဂျူးဘာသာရဲ့ခေါင်းဆောင်တွေဟာဥပုပ်နေ့မှာမပြုတ်အပ်တဲ့အမှုကိုယေရှုသခင်ရဲ့တပည့်တော်ကြီးတွေကျူးလွန်တယ်လို့ဆွဆွဲမတန်မရပြောဆိုခဲ့တဲ့အကြောင်းဖြစ်ပါတယ်။ခေဥပဒပထမအော်ဒီဥပုပ်နေ့လို့ဆိုတာနဲ့ဥပုပ်နေ့နဲ့ပတ်သက်ပြီးတော့မှပါတဲ့နည်းနည်းလေးပြောပြချင်ပါတယ်ရှင်းပြချင်ပါတယ်ဒါပြီးခဲ့တဲ့အချိန်တုန်းကလည်းရှင်းပြခဲ့ပြီးပါပြီဒါပေမဲ့ဒီနေ့လို့ဥပုပ်နေ့ဆိုပြီးတော့မှနော်သုံးလုံးပြီးတော့မပါဘဲနဲ့ဆက်လို့နော်အကြောင်းအရာသွားပြီးတော့တိုက်ဆိုင်လို့ဖာသာရှင်းပြခဲ့တာဒီနေ့ကတော့မဟုတ်ဘူးယေရှုသည်ဥပုပ်နေ့တွင်ဆိုပြီးတော့မှအဲ့လိုမျိုးသုံးလုံးထားပါတယ်နော်ဥပုပ်နေ့ဂျူးလူမျိုးတွေရဲ့ဥပုပ်နေ့ဟာစနေနေ့ဖြစ်ပါတယ်စနေနေ့လို့ပြောပြီးမယ်နော်အဲ့ဒီစနေနေ့တရက်တည်းကိုပဲသူတို့ရဲ့ဥပုပ်နေ့လို့မတွက်ပါဘူးဂျူးလူမျိုးတွေရဲ့ဥပုပ်နေ့ဟာဘယ်နေ့ကနေစတွက်တယ်လဲဆိုရင်တောက်ကြနေ့ည6နာရီကနေစနေနေ့ည6နာရီထိအဲ့ဒါကိုသူတို့ရဲ့ဥပုပ်နေ့လို့သတ်မှတ်ပါတယ်ဒါကြောင့်မို့တောက်ကြနေ့ည6နာရီထိုးပြီဆိုတာနဲ့ဥပုပ်နေ့မှာမလုပ်ရတဲ့အမှုတွေအားလုံးကိုလုပ်ခွင့်မရှိဘူးဟောပြီးတော့စနေနေ့တနေ့ကုန်ပြီးတော့မှည6နာရီ
မိုးချုပ်နေပြီမိုးချုပ်နေတော့မှအခု father တို့လို့နော်ဒီလက်စမီးတွေပါလေမရှိတဲ့အခါကျတော့နော်အသွားတော့မိုးလင်းနေပြီအပြန်ကြလို့ရှိရင်မိုးချုပ်သွားမှာဆိုလို့ည6 နာရီဆိုတာကသူတို့အတွက်ခရီးထွက်ကောင်းတဲ့အချိန်မဟုတ်တော့ဘူးနော်လမ်းတနာတဲ့ကောင်းတဲ့အချိန်မဟုတ်တော့ဘူးနော်ဒါကြောင့်မို့မှတ်ထားပါဂျူးလူမျိုးတွေရဲ့ဥပုံနေ့ဟာစနေနေ့လို့ father တို့သတ်မှတ်ထားပြီမဲ့တောက်ကြနေ့ည6 နာရီတည်းဟိုကနော်ဒါဥပုံနေ့အစပြုပါတယ်ဆိုတော့တချို့ဒီခက်ဒီခါထိနော်တချို့ခရိယန်တွေစနေနေ့ကိုဥပုံနေ့ဖြစ်နေအဲ့လိုသတ်မှတ်ပြီးတော့မှဝတ်ပြုနေတဲ့စောင့်စည်းနေတဲ့ပုံကိုယ်တွေရှိတယ်တကယ်လည်းကျမ်းစာအတိုင်းပဲနော်ဥပုံနေ့ကိုစောင့်နေဆိုရင်တောက်ကြနေ့ည6 နာရီလေ6 နာရီစပြီးတော့မှစနေနေ့ည6 နာရီမှသူတို့နော်ဒီဥပုံနေ့ဝတ်တရားပြီးဆုံးပါအဲ့လိုစောင့်စည်းသနာလို့နော်ကိုယ့်ပတ်ဝန်းကျင်မှာအဲ့လိုလို့စနေနေ့မှာစနေနေ့ကိုဥပုံနေ့ဖြစ်နေတတ်မှတ်တဲ့သူတွေကိုစောင့်ကြည့်လိုက်ပါအပြောနဲ့အလုပ်ကိုက်ညီရလားလို့ပြီးတော့မှနော်စနေနေ့ဥပုံနေ့မှာသူတို့မလုံရတဲ့အကြောင်းအရာတွေအများကြီးရှိတယ်နော်အဲ့ဒီထဲမှာfather တို့တွေ့ရဆုံးကတင်းနော်ဒီလူနာကိုအခုတရခုပြီးတော့မှကဲနှစ်ပတ်ဖတ်တဲ့ဧဝံဂေလိကျမ်းစာတွေနဲ့ထဲမှာတွေ့ရတယ် father တို့ဂျုံနံလေးကိုစွတ်ပြီးတော့မှအဲ့လိုလက်နဲ့ပုတ်နေပြီးတော့ဂျုံဆိုတာကြတော့သူ့ရဲ့အဆန်ကစဘာနဲ့မတူပါဘူးစဘာကြတော့သူ့ရဲ့စပခွန်ကြီးကအသိပိတ်ထားတာဒါပေမဲ့နော်ဒီဂျုံကြတော့အဲ့လိုမဟုတ်ဘူးနော်ဂျုံကြတော့သူ့ရဲ့အဆန်ကအပြစ်မှာပြူးနေအောင်တွက်နေတယ်ဒါပေမဲ့သူ့ကိုနည်းနည်းလေးအဲ့လို father တို့ပုတ်နေတိုင်းမှာပဲပုတ်ပြီးတော့မှနေလိုက်တော့မှအဲ့ဒီအဆန်တွေကနော်ကြွေကြလာတယ်ကြွေကြလာတဲ့အခါမှာအဲ့ဒီသူ့ရဲ့ဒီအခွန်တွေကို father ကလေးနဲ့ပုတ်လိုက်လို့ရှိရင်လည်းသူကစကားချပြီးသားလို့တန့်စင်သွားတယ်အဲ့ဒါကြောင့်ဟိုစဘာနဲ့သွားပြီးတော့မှနော်စဘာလို့တော့စဘာတဲ့လှည့်ရချွေရတာလွယ်နော်ဒါကြောင့်မို့ဒီယေရှုသခင်ရဲ့တပည့်တော်ကြီးတွေကနော်ဒီဂျုံနံကိုသူတို့ကလက်နဲ့ဆွတ်ပြီးတော့မှရက်လာပြီဆိုပူဆိုးသေးတဲ့ရန်လွယ်နော်လားအဲ့လိုလက်နဲ့ခြေပြီးတော့မှသူတို့ဟာစားခဲ့ကြတယ်โอเคဆိုတော့နော်အဲ့လိုလောက်တဲ့အလုပ်လည်းပဲလောက်ရအောင်တနင်္ဂနွေနေ့မှာနော်ဒီစနေနေ့မှာသူတို့ဥပုသ်နေ့မှာပေါ့အလုပ်ရအောင်ကဲသူတို့ရဲ့အပြောနဲ့လို့ကြိုက်သလားဆိုတာစောင့်ကြည့်နေပါပြီးတော့မှခြေလန်းတဲ့အခါမှာသူကခြေလန်းနဲ့ထောင်နဲ့မပို့ရဘူးနော်ခြေလန်းနဲ့ထောင်နဲ့ပို့လို့ရှိရင်အဲ့ဒါအလုပ်လုပ်တယ်လို့သတ်မှတ်တယ်ဒါကြောင့်မို့ဥပုသ်နေ့ကိုတရားအောင်ဖြစ်နော်ဒီဖောက်ပြတ်ပါတယ်နော်ဆိုတော့ထားပြီနော် father လိုက်တယ်လားတချို့ကသွေးမသွဲဘူးလို့တော့ father ကြားဘူးတယ်သွေးမတောက်ဘူးလို့သွေးမစားဘူးလို့တော့ကြားဘူးတယ်အဲ့ဒါလည်းထားလိုက်ဒါပေမဲ့ဒီအပြင်တခြားရှိသေးတယ်နော်တခြားဥပဒေတွေရှိသေးတယ်နော် father တကယ်လို့တတိယလို့ရှိရင်ပြန်ရှာပြီးတော့မှတနင်္ဂနွေနေ့မှာနော်သူတို့ဒီမလောက်အပ်တဲ့ဥပဒေတွေဘာတွေရှိသလဲဆိုတာအဓိကဥပဒေတွေပေါ့အသေးစိတ်တော့နော်ဒါဖြစ်စမှာဖြစ်မယ်နော်ပြီးတော့လက်မစေးပဲနဲ့မလောက်ရလို့ပါတော့ဒါတွေအားလုံးသူတို့လိုက်သလားဆိုတော့တစ်ချက်နော်စဉ်းစားပါနော်ဆိုတော့ဥပုံနေ့ယူလူမျိုးတွေဥပုံနေ့ကတောက်ကြနေ့ည6 နာရီကနေစနေနေ့ည6 နာရီထိသူတို့ရဲ့ဥပုံနေ့လို့သတ်မှတ်ထားတယ်ဥပုံနေ့စောင့်စည်းရမယ်ဝတ္တရားကိုစောင့်စည်းရတယ်ကာလလို့အဲ့လိုစောင့်စည်းတယ်အဲ့လိုသတ်မှတ်ထားတယ်ပြီးတော့ဒုတိယတစ်ချက်နော်အဲ့ဒီတစ်ချက်ကနော်လူတွေတော့ပြောကြတယ်ဘာလဲဆိုရင်ဒုတိယနော်ဒီ Catholic ပေါ့နော်ဒီတနင်္ဂနွေနေ့တကယ်တော့ဥပုသ်နေ့ကတနင်္ဂနွေနေ့မဟုတ်ဘူးဥပုသ်နေ့ကစနေနေ့ဆိုပြီးတော့မှယေရှုသခင်ကစနေနေ့ကိုနော်ဥပုသ်နေ့ဖြစ်နေသူစောင့်စည်းခဲ့တယ်ဆိုပြီးတော့မှဝတ္တရားဖြည့်ဆည်းခဲ့တယ်ဆိုပြီးတော့တချို့ကနော်မျက်စိစုံလုံးကမ်းပြီးတော့မှအဲ့ဒါလိုညံကြတယ် father တို့နော်ခရစ်ယာန်လို့ခေါ်တာကနော်အင်္ဂလိပ်စကားလုံး Christian အဲ့ဒီ Christian ကဘယ်ကနေလာတယ်လဲ Christ ဆိုတဲ့အဲ့ဒီစကားလုံးကနေလာတာပါနော် Christ ဆိုတာကဒါစီလူးမကျန်းခံရတဲ့သူပြီးတော့မှ Christian ဆိုတာကစီလူးမကျန်းခံထားတဲ့သူနောက်လိုက်လို့အဲ့လိုအဓိပ္ပာယ်တက်ရောက်ပါဆိုတော့ father တို့ကဓမ္မဟောင်းကျမ်းကိုလိုက်တာလားယေရှုသခင်နော်ဒီရှောက်လန်းခဲ့ကြက်တာခဲ့တဲ့အဲ့ဒီသူ့ကိုလိုက်တာလားလမ်းစဉ်ကိုလိုက်တာလားသူ့ရဲ့တရားကိုလိုက်တာလားဒါစဉ်းစားပါပြီးတော့မှနော် father တို့
Today, Tare, Boko Sura, but they would Tama. Father, Damahonga, Urigo, Uday Tama, Yesu the King, Shen Tano de, Ne, Bioma, D. Shen Tano Jenna, Tumatu Piapse Surago, Tapo Yania, Pia Yashi. The girl went to there, go over to Usura for the year and Doge, Alame. No, Suro, Yesu the King, Penny Machine and Tano Dale, the name Machine and Tano de. Suro. No, Dishan and Tano Jensuraga, Father Rook, no, Daman, Ludamo, who, Pirama, Di Piazure, the Chado, now Di Gombo, sorry, Di Namaro, you tare, the Chado, Piarine, Matu Busure, Gomi go for Piare, Nade Chatapar, Dajabu, Eric the Nigo, now Father Rook, Kelly Dadana Rojiga, Sanenia, the name Nigo, Jamake, Pajame, Di the Nenia, Yesu and Tano Den, Father Alone, now the Jidway, Nala, the Sepsi Vidoma, PC Onion, Nick, so Vidoma, Tamatalu, Dinia, Father Alone, Georgia, Jabba. Dayamo Father Jovane, no, Vidoma Badu, the Dear Uluna, Georgia, and Jovinaka. Meno, Sunday Nigo, Wognation, Tamajan, Loba, now Vidoma, Diane, no, Catholic, Jones, Vidoma, Majone. Alone Granny, Alone, Jonamu, Catholic, Jonayam, Hope Sudale. Oh no, she had to be sent out. Gao she had to be sent out. No? So, the name of the woman and John is around that. Jenna, that's another, Dadana, meet Dadana, the cool where she did say, I looked at down later. A good, no, Tata Chado, what's it in Yaji, then what in Yaipolari. The light was saying, the Mahon Dime, Sunny New like that. La Vino Mataka Yan now, Kelly Dadana, sister said, Johnny's Yan Lou. Daria, that time, a Sam Mishibu, they are Mishibu, now, take 2 days, look at Saturday. No. Tadamu, Matawa, La Viroma, no, Kelly Dadanaroa, Yamaniga, no, the Gero, D. Sanania, who only Saturday house, the name down at the Panane, so Viroma. The lights in Lucian, Taviroma, Sanani, won't need it, and not Yanaka. No, how did it? No, Talajo okay, Viva. Now, let Father Jogi be Jesus as the logo. Father, no, Minga, Jesus who went on. John, the John, no, the two, Amadia, our 11, I don't know, Tanya like Yama, no, Holutilo Kobu, no, Father Lamkan, the road to wake your, no, Yama, the Jana, I don't know, Tamo Father, Tom, Jesus who or not, D. Zamins Rene, no, Sudawe, Father Tony. No. So long. Tilo Hulu, La Vidoma, La Biosa Downship. No, no, go Tadanagani, don't as the low go down now. No, go at Dona Zematu, no, Mari Donu, no, Tajabu, these are the loan at the Vidoma. Go, get me to this thing, Jesus, not he, Zamins Rene, sorry, Zamins, Zapene, Alano, the Zure, a tango, talk about it. No, I don't know anywhere, they went down Nare. Now, Tamu, Father Narema, you can't make it annually, now don't say, Yena card, Yena card. Oh, but Pioyam, Macau, no motion, then you told her to like it. In a linear, you don't like it, so, Father, in a linear, now the Zawene, and the donors rock. Yesu, then. Okay, so now the Omatulo Lavima, who the children who are going to get to Chile. Lavima, Giovanni. Now, men are power joining it, never Father Jamamu, nor the no any of your level Father Lacamamu. Allah, Ayame, Father Catholic. Now, the idea I don't need as a long like you want only now. Now, don't want to Temam. Okay, so a true picture of and Pata Vidoma, Allah, no, the Dagay duty. When you like it as a Sunday like Lam Dagane, no, Dagalic tea, like water, Tamatara. Now, I know the matters are a jowl at that, no, the 2 Charlie, like you want the Majamo, no, a yen she, the Maya Tota she, Peter Majanza, no, the now can. Zenity, she did. The Ibobia, no, go say, like you are, say good bow, like Johnny Jen, Mahopu. Lonely and Mahopu, they are Matatawa. Get rid of
နော်ဒီမှာဘာအဲ့လိုယေရှုသခင်တပည့်တော်ကြီးတွေလာပြီးတော့ပြောတဲ့အခါမှာယေရှုသခင်ကထောက်ပြလိုက်တယ်ဒေးဗစ်နဲ့သူ့ရဲ့နောက်ကနော်ဒေးဗစ်နဲ့သူ့ရဲ့နောက်ကအဲ့လိုသူ့ရဲ့အသက်ကိုလူပြီးတော့ထွက်ပြေးနေရတဲ့အချိန်မှာဗိုက်စာလို့မလုပ်တာလေဥဗိမာန်တော်ထဲဝင်ပြီးတော့မှယဟန်တော်တွေသာစားခွင့်ရှိတဲ့ရှေ့တော်တင်မုတ်ရှေ့တော်တင်မုတ်ဆိုတာကနော်ဖာသာတို့ဒီဗိမာန်တော်မှာသူတို့ထားရတဲ့မုတ်ကိုဆိုလို့ရှင်တာအဲ့ဒီမုတ်ကနော်ဖာသာတို့ပြောမယ်ဆိုရင်အခုတပ်ပနက်ကပေါ့နော်ကိုရမြတ်ဗိမာန်တော်ပေါ့ကဲဖာသာတို့ဒီကိုရမြတ်ဗိမာန်တော်ကလည်းပဲနော်အကြောင်းမဲ့တက်တက်နော်လောက်ထားတာမဟုတ်ဘူးနော်အကြောင်းမဲ့တက်တက်လောက်ထားတာမဟုတ်ဘူးပြီးတော့ကိုရမြတ်ကလည်းပဲထားရတာတခြားအကြောင်းမဲ့တက်တက်မဟုတ်ဘူးဓမ္မအောင်မှလည်းပဲရှေ့တော်တင်မုတ်ဆိုတာအမြဲတမ်းအဲ့မှာထားရတယ်ဟုတ်ပြီနော်ရှေ့တော်တင်မုတ်ဆိုတာအမြဲတမ်းထားရတယ်ဆိုတော့အဲ့လိုမျိုးထောက်ထားရည်နဲ့နော်ကက်လစ်သာသနာတော်ကြီးကနော်ဒီသူ့ရဲ့ဘာသာတူတွေကိုတောင်းတန်ထားတာအဲ့တော့မသိပဲနဲ့တချို့ကက်လစ်ဘာသာတူတွေလည်းပဲသူများပြောတော့နားယောင်ပြီးတော့မှနော်ထိုင်အောင်ထင်မားနဲ့ဇဝေဇဝါနဲ့နော်မျိုးမျိုးဖြစ်သွားတာတွေဖြစ်နေတဲ့သူတွေလည်းအုံကြီးရှိတယ်နော်ဒါကြောင့်မို့သိချင်လို့ရှင်တိတ်ချာမေးပါမသိပဲနဲ့သူများပြောတော့ပဲနားယောင်ပြီးတော့မှနော်ဟိုရောက်ဒီရောက်နဲ့နော်ဒီညောက်တက်ကိုင်းတော့မဖြစ်စေပါနဲ့နော်ကက်လစ်သာသနာတော်ကြီးကတောင်းတန်ထားတာတွေအားလုံးကနိုင်ငံထားတာတွေအားလုံးကကျမ်းစာထောက်ထားမရှိပဲနဲ့နော်ဇစ်နဲ့မရှိပဲနဲ့ဘယ်တော့မှမတောင်းတန်ဘူးโอเคကဲဆိုတော့နော်အဲ့ဒီမှာဒေးဗစ်ကဝင်ပြီးတော့မှစားလိုက်တယ်စားတာသူစားလိုက်တာတော့ထားလိုက်အောင်ဘာဖြစ်တော့သူ့ကိုတော့ဖြင့်ဗာလဲသူတို့လေးစားကြည်ညိုရတဲ့ဣသရေလလူမျိုးတွေလေးစားကြည်ညိုရတဲ့ဘယံဖြစ်လို့ဆိုပြီးတော့မှနော်အဲ့ဒီဟိုတတ်မှတ်တာထားလိုက်အောင်ဒါပေမဲ့သူ့ပဲစားတာမဟုတ်ဘူးသူ့နောက်လိုက်ကိုလည်းပဲသူကကျွေးလိုက်တယ်အဲ့ဒီမှာမင်းတို့ဘာကြောင့်အပြစ်မတန်တာလဲနော်ဒေးဗစ်ကိုအပြစ်မတန်ဘူးဆိုရင်နောက်လည်းအပြစ်တန်စရာအကြောင်းမရှိဘူးပြီးတော့မှဒေးဗစ်ကနော်ဒီတပည့်တွေလည်းပဲမင်းတို့အပြစ်မတန်ဘူးဆိုရင်ငါတပည့်တွေလည်းမင်းတို့အပြစ်တန်စရာအကြောင်းမရှိဘူးဘာကြောင့်လဲယေရှုသခင်ကဒီအောက်မှာဆူထားတယ်ဤနေရာ၌နော်တင်တို့အားငါဆိုဒီကဗိမာန်တော်ထက်ကြီးမြတ်သောအရာသည်ဤနေရာ၌ရှိသည်ဆိုတာယေရှုသခင်သူ့ကိုယ်သူပြန်ပြီးတော့ညွှန်းတာပြီးဖို့ကနော်ယေရှုသခင်သူ့ကိုယ်သူပြန်ပြီးတော့ညွှန်းတာမင်းတို့ဒေးဗစ်ကိုတော့မှအပြစ်မတန်ရဲဘူးဒေးဗစ်ကိုအဲ့လောက်ဒီမင်းတို့ကြည်ညိုတယ်ပြီးတော့မှသူ့ရဲ့ဒီတပည့်တွေကိုပေးလိုက်တာလည်းပဲမင်းတို့ဘာမှမပြောဘဲနဲ့နောက်တာမပြောနဲ့ငါထူလို့တာမပြောနဲ့ငါဒေးဗစ်တဲ့ပုံကြီးတယ်နော်ငါတပည့်ဟာဒေးဗစ်ကနောက်လိုက်တဲ့ပုံပြီးမှနော်ဒီကြီးမြတ်တယ်လို့ယေရှုသခင်ကဆိုလိုချင်တာသူတပည့်ကြီးမြတ်တယ်လို့မဆိုရင်တော့မှသူ့ဟာဒေးဗစ်တဲ့ကြီးမြတ်တယ်ဆိုတာဒါပြောကြမလို့သိချာပေါ့ဟုတ်လားသိချာပေါ့နော်ဆိုတော့ယေရှုသခင်ကအဲ့ဒီမှာနော်ထောက်ကြလိုက်တာအချက်ကြလက်ကြနဲ့နော်မင်းတို့ဒေးဗစ်ကိုတော့မှနော်ဟိုဒီမထောက်ရဲပဲနဲ့ဒေးဗစ်ကိုနားလည်နိုင်တယ်ငဲ့နိုင်တယ်ဒီလိုနော်သူ့လောက်ပံခွင့်မရှိဘူးဟိုဒီယဟန်တော်ကပဲလောက်ပံခွင့်နဲ့စားပိုင်မရှိတဲ့ဒီမုတ်တော်ကိုယူလို့မှစားတာမင်းတို့အပြစ်မမြင်ဘူးဆိုရင်ငါတပည့်တနေ့နေ့မှာနော်ဒီဂျုံနဲ့ဆွတ်ပြီးတော့မှစားတာဒါပြီးအပြစ်မတင်နဲ့ဒေးဗစ်တဲ့ကြီးမြတ်တဲ့သူရှိတယ်ဆိုတဲ့အကြောင်းယေရှုသခင်ပထမတစ်ချက်ပြန်ပြီးတော့မှရက်ကြလက်ကြနဲ့သူတို့ရဲ့နော်တိမ်းဆောင်နေတဲ့အတွေးခေါ်တွေပြီးတော့မှအစွမ်းရောက်နေတဲ့အတွေးခေါ်တွေပြီးတော့မှတိုက်ခိုက်ကိုတက်ပဲသူတို့ကနော်တွေးနေတဲ့သူတို့ရဲ့စိတ်တဲ့ရုပ်ကိုယေရှုသခင်ပြန်ပြီးတော့မှနော်ပြုပြင်ပေးတယ်။နောက်ဒုတိယတစ်ချက်အလားတော့ဒီမှာနော်ယဟန်တော်တွေတနေ့နေ့ဥပုပ်နေ့မှာလုံးရဘူးဆိုပြီးတော့မှသူတို့ကမလုပ်တာလဲလုပ်တယ်။ဘာကြောင့်လဲရောဘာနေပါပူဇော်တယ်ဟုတ်လားနော်ဒီပူဇော်ခြင်းတွေရစ်ပူဇော်ခြင်းတွေသူတို့ကလုပ်တယ်ဒါလည်းလုပ်တာပဲဘာကြောင့်ခုတ်ထက်ကတယ်နော်ခုတ်ထက်ကတယ်သူများအသက်ကိုတက်ကတယ်ကဲဆိုတော့နော်အသက်ကိုတက်တာတော့ကြီးမြတ်တဲ့ကြီးလေးတွေအဖြစ်ပါရှိလို့တော့ပြောမယ်ဆိုရင်ဒါပေမဲ့မင်းတို့အဲ့ဒါကိုအပြစ်မတင်ဘူးနော်အဲ့ဒါအပြစ်မတင်ဘူးအပြစ်မမြင်ဘူးနော်အပြစ်မမြင်ဘူးဆိုတော့မင်းတို့ရဲ့ဟာလားနော်ဒီယဟန်အကြီးအဲတွေတော့မှမင်းတို့အပြစ်မမြင်ဘူးဆိုရင်ယဟန်အကြီးအဲတဲ့ကြီးမြတ်တဲ့တန့်ရှင်းတဲ့စွမ်းတဲ့သူဒီမှာရှိတယ်လို့ယေရှုသခင်ကအသက်လို့နော်ဒီသူတို့ရဲ့လွဲချော်နေမှုအစွမ်းရောက်နေမှုနော်ဒီတိုက်ခိုက်လူမှုဒီလွဲချော်တဲ့သူတို့ရဲ့တရားနော်လားသူတို့ရဲ့စိတ်ဓာတ်တွေကိုယေရှုသခင်ကပြန်ပြီးတော့မှတဲ့မှတ်ပြီးခဲ့တာနော်တ
တဲ့မှန်ပြီးခဲ့တာ။ဘာကြောင့်လဲ။သူတို့နောက်ဒီပြီးခဲ့တနည်းနည်းနဲ့ Father တို့ဖတ်ခဲ့တဲ့အေဝံဒီကျမ်းစာတော်မြတ်တရားလိုပဲသူတို့ကမျိုးကျဲတယ်လို့သူတို့ကိုသူတို့ထင်တယ်။ဒါပေမဲ့သူတို့ကျဲလိုက်တဲ့မျိုးတွေအားလုံးကဘယ်ရောက်သွားတာလဲ။လမ်းပေါ်ရောက်တာနဲ့နောက်ကြောက်ပေါ်များတဲ့မြေထဲမှာရောက်သွားတာနဲ့ပြီးတော့မှစူးကြောက်အောင်များတွေထဲမှာရောက်သွားတာနဲ့သူတို့ကတော့ကျဲတော့ကျဲတယ်ဒါပေမဲ့နော်အသေးမတည့်ဘူးပြီးတော့မှပွင့်ချိန်တန်မပွင့်ဘူးတီးချိန်တန်မတီးဘူးဒါကြောင့်မို့ရိုက်ရတဲ့ချိန်လေးရောခူးရမချိန်ခူးရအောင်ဘာထူးလို့ဆိုတော့အဲ့ဒီလိုမျိုးအချိန်ကုန်လူပန်းပြီးတော့မှဘာကျိုးမှမရှိတာမျိုးမဖြစ်ရလေအောင်ယေရှုသခင်ကဒီနေ့သူတို့ကိုတိတိကျကျပြက်ပြက်သားသားရှင်းရှင်းလင်းလင်းပြောပြလိုက်တယ်တက်မေးလိုက်တယ်ပြုတ်ပြန်ပေးလိုက်တယ်ဖာသာတို့လည်းပဲနော်ဒီကျန်တဲ့ဆရာရေလိုပြီးတော့မှဂျူးဘာသာရေးခေါင်းဆောင်တွေလို့ဟာလောက်တာကအများကြီးလောက်တယ်လောက်ပြီးတော့မှဘာတစ်ခုမှအကျိုးမရှိဘူးလမ်းပေါ်ကြတဲ့မျိုးစိတ်လိုပဲဖာသာတို့ဟာနော်လောက်တာလောက်လိုက်တာဘာကျိုးမှမထင်ဘူးပြီးတော့မှကြောက်ပုံပြတဲ့နော်ဒီမြေတွေကိုဟလာနော်သွားပြီးတော့ကြားတယ်စိတ်တွေလိုပဲခဏလေးတော့ပေါက်တယ်ပြီးတော့မှကုံနေပူလာတဲ့အခါမှာတွေးကြောက်သွားတယ်ဟုတ်တယ်လို့လူနဲ့မဟုတ်ဘူးနော်စူးကြောက်အောင်ညာထဲမှာရောက်သွားတဲ့မျိုးစိတ်တွေအပင်တော့ပေါက်ပါရဲ့အပင်ပေါက်တယ်လို့ပဲဖာသာတို့ဆိုရမှာဖြစ်ပြီးတော့အတီးတက်နာလို့ဘာမှမရှိဘူးအလို့မဖြစ်ဖို့ဖာသာတို့ရဲ့နော်ဒီလှုပ်ဆောင်မှုတွေအားလုံးဖာသာတို့ရဲ့နော်အပြောအတွေးခေါ်နော်လားပြီးတော့မှအလောက်ကင်တွေအားလုံးကမျိုးစိတ်တွေဖြစ်တယ်လို့ဖာသာပြီးခဲ့တဲ့နော်ဒီစနေနေ့ကဖာသာပြောခဲ့တယ်ဆိုတော့ဖာသာတို့ဟာနေ့တိုင်းကျင်းနေတယ်အဲ့ဒီကျင်းနေတဲ့မျိုးစိတ်တွေဟာညီစီတေးသေးချာချာလေးပြင်ထားတဲ့ညီစီမြင်တဲ့တွေနော်ပေါ်ကျွယ်ဝတဲ့နေအောင်တေးသေးချာချာရတဲ့ကောင်းတဲ့ညီပေါ်မှာကြာတာလားဒါမှမဟုတ်တခြားညီသုံးမျိုးစားမှာနော်ကြာတယ်လားအဲ့လိုမျိုးအဲ့ညီသုံးမျိုးစားမျိုးစားသုံးမျိုးပေါ်မှာကြာအောင်ပဲကိုကနော်ကိုရဲ့တနေ့တာမျိုးစိကျဲတာတွေကဒီလိုကျဲနေသလားဒါဆိုရင်ကိုကဂျူးဘာသာရေးကောင်းဆောင်လို့ဖျားရဲ့အလိုတော်လုပ်တယ်ဆိုပြီးတော့မှဖျားရဲ့အလိုတော်လုပ်တာမဟုတ်ဘူးနဲ့ကိုယ့်ရဲ့အလိုကိုလုပ်နေတာအဲ့ဒါနဲ့ပဲသူကငါတို့ဖျားတရားလုပ်လာပြီလို့ထင်နေတယ်လို့ပဲ Father တို့လည်းပဲနော်ကိုလောက်တာကကိုဆန္ဒဒါပေမဲ့ဖျားလို့ကိုအဲ့လိုလွဲလဲချော်နော်လွဲလဲမနော်တတ်မှတ်ပြီးတော့မှအချိန်ကုန်လူပန်းနေတဲ့အနေထားမျိုးဖြစ်နေသလားဒီနေ့ပြန်ပြီးတော့မှစဉ်းစားကြရအောင်ဖျားတကယ်လည်းကျွန်တော်နဲ့ရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေအလုံးစုံကိုတက်နိုင်တော်မူသောခမည်းတော်သားတော်တန်ရှင်းတော်ဝိညာဉ်တော်ဖျား၏နာမတော်မြတ်၌ကျွန်ုပ်၏လက်တည်ဉာဏ်နဲ့၎င်းဖျား၏တန်ရှင်းသောမေတော်မာရိယာမေတော်၏ကျော်စောသောခင်မွန်းတော်တန်စုသည်တရားတမန်ပေါင်းသူတော်သူမြတ်ပေါင်း prophet ပေါင်းတရားတော်ကြောင့်တေခံတော်သူပေါင်းသီလပဲပေါင်းယဟန္တာပေါင်းတို့၏တောင်းလျှောက်ပေးခြင်းနဲ့၎င်းတင်တို့၌နတ်ဆိုး၏တကူတက်တိရှိသမျှနှင့်ယောဂဘေးပြပေါင်းအတူအသဖြင့်မတရားအကျဉ်းဖက်စစ်စမိတ်စာရည်ဖိနေဉာဏ်စနှိမ့်ဆက်ချင်းကြောင့်ဖတ်ရှုသွေးကွဲရောက်မှာပတ်သက်မှုများမိဘေးလေဘေးရေဘေးစက်ဘေးဘာဝဘေးလူရောက်မှာတို့ဖန်ပြီးသောဘေးဆိုးခတ်သိမ်းလို့မှအမြန်ဆုံးကျင်းဝေးကြရပါစေသောအာမင်ပြည်သူတည်းအလုံးပါဝင်သောရေးတော်ပုံမုတ်ချအေကံအញ្ញံအမှန်အောင်ကိုအောင်ရမည်အောင်လဲအောင်နေပြီလာကြအတူတူရောက်ကြစို့နောက်ဆုံးလှိုင်းအိမ်ပြန်လှိုင်း